လူရဲကမစိုးပါဘူးသူလုံနေသမျှပေါင်းတို့အမိုက်ရှင်းထင်းကောက်စတာတွေကိုအားနေချိန်ထဲမှာတက်နေသမျှလှုပ်ပေးလို့ရှိတယ်သူစားဖို့ပို့ပေးတဲ့ထမင်းတို့တွေကိုလည်းဖက်ရွက်ကအစနီးစားမကြမ်းစားပြီးတာနဲ့ချက်ချင်းမိရှုပစ်တာရွာတွေကိုလည်းလုံးဝမလာဘူးဒါပေမဲ့အခြားရွာတွေကိုတော့လှည့်လည်သွားလို့ရှိတယ်ရာသူကြီးမိသားစုကတော့ငသက်နန်းဆိုတဲ့သားလေးတယောက်ရှိတယ်အဲ့ဒီကောင်ကတော့ယောဂတဲ့လူတွေကိုခင်မင်းနေရဲ့သမီးကြီးတွေရှိပေမဲ့ယောဂကြောက်လို့ယာတွေကိုတစ်ခါမှမလာဘူးကောင်လေးကပဲထမင်းတို့တော့ပို့ပေးရတာရွာနဲ့တောင်ရွာတွေကတိတ်မဝေးလို့တော်သေးတာပေါ့ရာသကြီးဥပုရင်ကစိတ်ကောင်းရှိတယ်လို့အိမ်သူတော်ရွှေတုတ်ကလည်းပဲအလွန်သနာတဲ့သူလူရွယ်ရုပ်ရည်ကိုကြည့်ပြီးတော့မှအရွယ်ကောင်းလေးမှဖြစ်ရရှာတယ်လို့စုတ်တက်တက်နဲ့သူတို့အမျိုးတွေကိုပြောလို့ရှိတယ်အမျိုးတွေကလည်းဧည့်သည်ကိုနိုင်တဲ့လောက်ထောက်ပံ့ပေးကမ်းကြရဲ့မတတ်နိုင်တဲ့သူကတော့မှဒီကနေ့ထမင်းတို့ငါပို့မဟိငါတက်နံကိုတို့အိမ်လွှတ်လိုက်ဆိုတာမျိုးကိုမတတ်တဲ့ဧည့်သည်ကလည်းရွာတွေကိုမလာပေမဲ့သူနေတဲ့အရာဆောင်တဲဝန်းကျင်ကဖြတ်သွားဖြတ်လာတချို့နဲ့တော့မြန်မာတမ်းမိနေပြီလူတွေကလည်းသူ့ကိုအကဲခတ်ရင်တနာတဲ့သူရှိတယ်လို့တကယ်ကိုလည်းမကောင်းတာမှဟုတ်ပါလိစားဆိုတွေးမိတဲ့သူတွေကလည်းရှိလေရဲ့သူ့ပုံစံကလည်းဥပေါင်းထုံးနဲ့ဖြင်ချမ်းအင်ကြီးဖဖနဲ့အကွက်မပေါ်တော့တဲ့ပစိုးနဲ့အဖဘရဝအကြီးနဲ့ဆိုပေမဲ့ရုပ်ရည်ကကြီးကြီးလေးလေးပြုံးပြုံးရွှင်ရွှင်ကိုအားငယ်နေတဲ့အရေးရောက်တစ်စက်ကလေးတောင်မှမမြင်ရတော့တချို့ကလည်းအင်မတန်စိတ်သက်ကြံ့ခိုင်တဲ့တငယ်ရဲလို့အမှတ်ချက်ချကြတယ်လူရဲကရွာလေးကိုမလာပေမဲ့ညဘက်ရွာရှိကွင်းမှာကစားကြတဲ့ပွဲတွေကိုတော့အဝေးကနေလာကြည့်လို့ရှိတယ်ကစားပွဲတွေဆိုတာအရှိချောင်းနဲ့အနောက်ချောင်းတပန်းသက်လက်ဝဲလက်ပန်းမြင်းစည်းလှန်ပစ်ပြန်ကြတာမျိုးညနေဆောင်ခက်ကစားကြတဲ့ချင်းအလှဝိုင်းတွေကိုတော့လာကြည့်လို့မရှိဘူးတကယ်တော့လည်းညဘက်ပွဲတွေကပြန်ဆန်းမှုပြင်းထန်သလောက်အားပေးတဲ့ညနေတာကြောင့်လည်းစိတ်ဝင်စားပြီးရောက်လာတာဖြစ်လိမ့်မယ်အရှိချောင်းနဲ့အနောက်ချောင်းဆိုတာကကဘာရန်အဆင့်မဟုတ်ပေမဲ့ထီကနေဆိုရင်ပြန်လိုက်ရမှပွဲရှိပြီးဆိုရင်ရှင်လိုက်ရမှဆိုတဲ့သူတွေမလားအရှိချောင်းပုံကအောင်မျိုးနဲ့အနောက်ချောင်းကပွဲချောင်းသားငလမောင်တို့ကတော့နာမည်ကျော်ပြန်ဖက်တွေပေါ့သူတို့နှစ်ယောက်ထိုးသက်ကြမယ်ဆိုရင်အလောင်းစားတွေနဲ့တော့မှအားပေးကြတာတပြန်စီဆိုပေမဲ့ပွဲကောင်းလို့ဧည့်သည်လူရဲကတော့အဝေးကလက်ခုပ်တီးချီးကျူးကြရတာကြည့်တော့သူညဘက်လာကြည့်လို့4-50ရက်နေတော့ရွာကကာလာသားတွေနဲ့မေးတူခေါ်ပြောရှိလာတယ်တချို့ကမကြောက်ဘဲနဲ့သူ့အနာတိစကားတော့ပြောတယ်သူကတော့နောက်ဆုတ်ပြီးသိအကက်မခံဘူးတချို့ကအနာကိုပြခိုင်းတယ်တချို့ခက်ခဲခဲကောင်းလေးတွေကလည်းပတ်တီးတွေဖြီးပြဖို့တောင်းဆိုတယ်သူကတော့အပြုံးနဲ့ပဲမဖြစ်လို့ပါဆိုပြီးညင်းနေတာကြီးသူတို့ရောက်ပြီးရက်20ကျော်အကြာမှာရွာရှင်ပြုအလူပွဲကြီးလှုပ်ကြဖို့ဖြစ်လာလေရောသူတို့ရွာကဘိုးစံသီးကိုအခွန်ပေးပြီးဖြစ်ပေမဲ့အလူကြီးလုံမှမို့လို့ဘိုးစံသီးရောက်လာလိမ့်မယ်လို့လည်းသတင်းတွေကထွက်နေတယ်ရွာသူရွာသားအားလုံးကအဲ့ဒီသတင်းကိုစိုးရိမ်နေကြတယ်ငဇန်သီးသာလာရင်အလူတော်ပြက်ပြီးလို့ပြောဆိုနေကြတယ်